ဒီကနေ့ AA ရဲ့16နှစ်ပြည့်နှစ်ပတ်လည်နေ့ AA ဒီထောင်တာ16နှစ်ပဲရှိသေးတယ်ဟော16နှစ်ထဲနဲ့ AA ဟာ15မြို့ကိုသိမ်းပြီးသွားပြီဘယ်လောက်တော့လဲ16နှစ်နဲ့15မြို့ကိုသိမ်းပြီးသွားပြီရှမ်းမြောက်မှာတိုက်တာလဲပါတယ်ကရင်ပြည်နယ်မှာတိုက်တာလဲပါတယ်ချင်းပြည်နယ်မှာတိုက်တာလဲပါတယ်မကွေးတိုင်းစကိုင်းတိုင်းလူပြီးမင်္ဂလာပါတို့ရေး channel ဟာဆိုရင်နေ့စဉ်နေ့တိုင်းတန်စုတန်ကောတွေကိုတက်ဆက်ပေးနေတာမို့ like and subscribe လေးလုပ်ပြီးတော့တောင်းဆိုရှင်ပါတယ်အေယာဝတီတိုင်းမှာတိုက်တာလဲပါတယ်ဘယ်လောက်တော်လဲဒါကြောင့် A အတွက် congratulation များနော်16နှစ်အတွက်ဂုဏ်ယူပါတယ်ဝမ်းမြောက်ပါတယ်ဆက်ပြီးတော့တိုင်းပြည်အတွက်အများကြီးတိုက်ပွဲတွေဝင်ပေးပါလို့ပပုံးတို့အနေနဲ့ဒီနေရာကနေထပ်လောင်းပြီးတော့မြေတားရက်ခံတယ်နော်အခုကြောက်ဖြူကိုအာရကတက်တော် A ကဝင်တိုက်နေတယ်ကြောက်ဖြူမြို့နယ်ရဲတပ်ရင်32နဲ့ဒင်ညဝတီရေတပ်ဌာနချုပ်အနီးမှာရှိတဲ့လက်ခမော်ရှောက်ချောင်းနဲ့စီမော်ကျေးရွာမှာ AA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြစ်ထန်နေတယ်နော်တိုက်ပွဲပြစ်ထန်နေတယ်နောက်တစ်ခုကမောင်းတော်မြောက်ပိုင်းမှာအကြမ်းဖက်စစ်သွေးကြွနေတဲ့အာစာအဖွဲ့ဝင်40ကျော်ကို A ကရှင်းလင်းနိုင်ခဲ့တယ်ဒါစပယ်ရှယ်သတင်းကောင်းပဲအာစာလည်းအလိုမရှိဘူး AI လည်းအလိုမရှိဘူးအားဆိုလဲဒါဖိုးတို့တိုင်းပြည်ကတိုင်းရင်းသားတော်လှန်ရေးလက်နက်ကန်ကြီးမဟုတ်အာစာတို့ AI တို့အားဆိုဆိုတာအကြမ်းဖက်တယ်နော်အကြမ်းဖက်တယ်အာစာအဖွဲ့ဆိုရင်2019ခုနှစ်တုန်းကပြည်သူပေါင်းယာနဲ့ချီကိုတပ်ပြတ်ခဲ့တယ်နော်ရခိုင်ပြည်နယ်မှာပြည်သူပေါင်းယာနဲ့ချီကိုတပ်ပြတ်ခဲ့တယ်မြန်မာနိုင်ငံရဲ့ဒီ2019ဂျီနိုဆိုက်အစဟာအာစာကစခဲ့တာ2019ခုနှစ်ဩဂုတ်လမှာအာစာကရခိုင်ပြည်နယ်မြောက်ပိုင်းကိုဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တယ်ပြည်သူတွေယာနဲ့ချီကိုတပ်ပစ်ခဲ့တယ်အဲ့ဒါဂျီနိုဆိုက်အစပဲအဲ့ဒီအချိန်မှာစစ်တပ်ကနယ်မြေရှင်းလင်းရေးတွေလုပ်တယ်နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာစစ်တပ်ကမဆိုင်တဲ့သူတွေကိုပါရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်အဲ့ဒီရာဇဝတ်မှုတွေကြောင့်အခုဂျီနိုဆိုက်နဲ့ကမ္ဘာခုံရုံးမှာတရားစွဲခြင်းကိုခံခဲ့ရတယ်ဒါကြောင့်ဂျီနိုဆိုက်အစဟာအာစာကစတာပဲအဲ့ဒီ2019ပြဿနာကိုအာစာကစခဲ့တာနော်အခုလည်းပဲຫນွေဦးတော်လှန်ရေးမှာအာစာဟာစစ်တပ်နဲ့ပေါင်းပြီးတော့စစ်တပ်ဟာအာစာနဲ့ပေါင်းပြီးတော့အကြမ်းဖက်စစ်သွေးကြွလုပ်ရက်တွေကိုလုပ်တယ်ရခိုင်ပြည်နယ်မြောက်ပိုင်းကပြည်သူတွေကိုအများကြီးဆက်လက်ပြီးတော့တပ်ဖြတ်နေတယ်အဲ့ဒါကိုမောင်းတော်မြောက်ပိုင်းမှာရှိတဲ့ဒီအကြမ်းဖက်စစ်သွေးကြွအာစာအဖွဲ့ကို A ကတုတ်တင်ရှင်းလင်းတာ40ကျော်သေဆုံးခဲ့တယ်10ယောက်ကျော်ကိုအရှင်လက်လက်ဖမ်းဆီးနိုင်ခဲ့တယ်ပေါ့နော်ဒါကသတင်းကောင်းတစ်ခုပဲနောက်တစ်ခုက A နဲ့တိုက်နေရတဲ့တိုက်ပွဲကနေထွက်ပြေးဖို့စ조사ခဲ့တဲ့လူငယ်စစ်သား3ဦးကိုအေယာဝတီတိုင်းရေကြီးမှာစစ်တပ်ကပစ်တက်ခဲ့တယ်ထွက်ပြေးရမလားဆိုပြီးပစ်တက်ခဲ့တယ်ကဲဘယ်လောက်ရက်ဆက်လဲအဲ့ဒီထွက်ပြေးခဲ့တဲ့စစ်သားတွေဟာအသက်20ဝန်းကျင်ပဲရှိသေးတယ်နော်စစ်မှုထမ်းစုဆောင်းခံရတဲ့အတွက်ကြောင့်ရှေ့တန်းကိုရောက်သွားတဲ့စစ်သားတွေစစ်မှုထမ်းတဲ့ရှေ့တန်းကိုရောက်သွားတဲ့စစ်သားတွေနော်အဲ့ဒီစစ်သားလူငယ်3ယောက်A နဲ့ဖြစ်တဲ့တိုက်ပွဲမှာအေယာဝတီတိုင်းရေကြီးမှာထွက်ပြေးတဲ့အတွက်ကြောင့်စစ်တပ်ကလိုက်ပစ်တပ်ပလိုက်တယ်နော်လိုက်ပစ်တပ်ပလိုက်တယ်တော်တော်ရုံပါတယ်စစ်တပ်ဗျာနောက်တစ်ခုကဒါမနေ့ညကဧပြီလ9ရက်နေ့နော်
ဧပြီလ9ရက်နေ့တရက်ထဲမှာကိုစစ်တပ်ကချင်းပြည်နယ်တီးတိမ်မြို့နယ်စိုင်းဆန်ကျေးရွာကပြည်သူတွေကိုဘာတိုက်ပွဲမှမဖြစ်ဘဲနဲ့လေရင်နဲ့ဘုံကျဲတာမိသားစုဝင်6ယောက်စလုံးသေဆုံးသွားတယ်တနာပါတယ်နော်မိသားစုဝင်6ယောက်စလုံးကိုသေဆုံးသွားတယ်ခလေး4ယောက်မိဘ2ပါးနဲ့ဆိုတော့စုစုပေါင်း6ယောက်သေဆုံးသွားတယ်ပြီးတော့နောက်ထပ်ခလေး1ယောက်ကအပြင်းထန်ဒဏ်ရာရသွားတယ်ကဲမိသားစုတစ်စုလုံးတော့6ယောက်ကသေသွားတယ်ခလေး1ယောက်ကအပြင်းထန်ဒဏ်ရာရသွားတယ်တနာပါတယ်ဒါမနေ့ညဧပြီလမှာစစ်တပ်ကဘုံကျဲတာချင်းပြည်နယ်တီးတိမ်စိုင်းဆန်ကြီးရွာနော်ဘာဖြစ်လို့ချင်းပြည်နယ်ကိုဘုံကျဲရတာလဲဆိုဖလန်းမြို့ကိုသူတို့အရှုံးပေးလိုက်ရတဲ့အတွက်ကြောင့်ဖလန်းမြို့ကို PDF တွေရဲ့လက်ထဲကိုပေးလိုက်ရတဲ့အတွက်ကြောင့်ညစ်တွန်းတာပေါ့ဗျာနော်ညစ်တွန်းတာပေါ့အဲ့တော့ညစ်တွန်းပြီးတော့ချင်းပြည်နယ်ကိုဘုံကျဲတယ်တီးတိမ်နဲ့မင်းတပ်ကိုဧပြီလ1ရက်ထဲဘုံကျဲတာပြည်သူပေါင်း12ယောက်သေဆုံးသွားတယ်နော်ခွေးမာသားတွေတော်တော်ညစ်တွန်းတဲ့ကောင်တော်တော်ယုံမာတဲ့ကောင်ကြွမနိုင်ကြည်မီနဲ့ရှု PDF တွေကိုမနိုင်နိုင်နဲ့ပဲအကုန်လုံးလိုက်ပတ်ရန်အကုန်ဘုံညဲဒါမနေ့1ရက်ထဲနဲ့ပဲချင်းပြည်နယ်မှာပြည်သူ12ယောက်သေဆုံးသွားတယ်နောက်တစ်ခုကစကိုင်းတိုင်းဝင်းသူနန်းခမ်းရွာကိုစစ်တပ်ကဘုံကျဲတာပြည်သူပေါင်း20ကျော်တောင်သေဆုံးသွားတယ်ဒါလည်းဧပြီလ9ရက်နေ့ကဘာဖြစ်လို့စကိုင်းတိုင်းကိုဘုံကျဲရတာလဲဆိုရင်နဘာနဲ့အင်းတော်ကိုသူတို့လက်လွတ်အရှုံးပေးရတဲ့အတွက်ကြောင့်ကြွမနိုင်ကြည်မီနဲ့ရှုနဘာနဲ့အင်းတော်မြို့ကို PDF တွေကသိမ်းပိုက်လိုက်တဲ့အတွက်ကြောင့်ရှုံးမဲပြီးတော့စကိုင်းတိုင်းကိုဘုံကျဲတာနော်ဝင်းသူမြို့နယ်နန်းခမ်းရွာမှာပြည်သူ20ကျော်တောင်သေဆုံးသွားတယ်ချင်းပြည်နယ်မှာ12ယောက်ဝင်းသူမှာ20ကျော်မနေ့ကတရက်ထက်နဲ့ပြည်သူပေါင်း30ကျော်သေဆုံးတယ်စစ်တပ်ဘုံကျဲလို့ပြည်သူပေါင်း30သေဆုံးတယ်တော်တော်ရုံမာတဲ့စစ်တပ်နော်တော်တော်အောက်တန်းကျတဲ့စစ်တပ်နောက်ကောလင်းမှာလည်းဘုံကျဲတာနော်အင်ပင်လှရွာစာတင်ကျောင်းကိုစစ်တပ်ကပေါင်900ဘုံနဲ့ဘုံကျဲတာအသက်14နှစ်အရွယ်ကလေးတစ်ယောက်သေဆုံးပြီးတော့ပြည်သူ3ယောက်ဒဏ်ရာရတယ်စာတင်ကျောင်းကိုဘုံကျဲတာနော်ကောလင်းမှာရှိတဲ့အင်ပင်လှရွာစာတင်ကျောင်းကိုစစ်တပ်ကဘုံကျဲတာဘာလို့ဘုံကျဲတာလဲဆိုရင်အင်းတော်မြို့နယ်နဘာမြို့ကိုအသိမ်းခံလိုက်ရတဲ့အတွက်ကြောင့်ဘုံကျဲတာ14နှစ်အရွယ်ကလေးတစ်ယောက်သေဆုံးတယ်ပြည်သူ3ယောက်ဒဏ်ရာရတယ်ဒါကြောင့်မနေ့ကဧပြီလ9ရက်နေ့မှာဘုံကျဲတာပြည်သူပေါင်း30ကျော်တောင်သေဆုံးတယ်ဗျာတော်တော်ရုံမှအောက်တန်းကြတဲ့စစ်တပ်နောက်တစ်ခုကမကွေးတိုင်းဆက်လင်းမြို့နယ်တောင်ပိုရွာသားကိုကောင်းခန့်ငင်းကိုစစ်တပ်က PDF ယူနီဖောင်းဝတ်ပေးပြီးတော့တပ်ပစ်ခဲ့တယ်ဆိုလိုချင်တာက PDF ကိုတတ်တယ်ပေါ့ဗျာနော်ပြည်သူကိုတတ်ပြီးတော့ PDF ကိုတတ်တယ်ဆိုပြီးတော့ PDF အင်ဂျီတွေဝတ်ပေးပြီးတော့တပ်ပစ်တယ်တော်တော်ရုံမာတဲ့စစ်တပ်နော်ပြည်သူကိုဘုံကျဲတယ်ရန်သူလိုသဘောထားတယ်တဘုံလိုသဘောထားတယ်ဟောအခုစစ်တပ်ထောက်ခံတဲ့သူတွေကိုမေးကြည့်လိုက်အဲ့ဒါသူတို့ဘုံကျဲနေတာရန်သူတွေပဲတဘုံတွေပဲပြည်သူကိုတဘုံလိုသဘောထားတယ်ပြည်သူကိုရန်သူလိုသဘောထားတယ်ဖဘုံတို့ကပြည်သူကိုရန်သူလိုသဘောမထားဘူးတဘုံလိုသဘောမထားဘူးစစ်တပ်ကိုထောက်ခံတဲ့သူတွေကိုတောင်မှဖဘုံတို့ရန်သူလို့သဘောမထားဘူးတဘုံလို့သဘောမထားဘူးစစ်တပ်ထောက်ခံတဲ့သူတွေကကြတော့သူတို့ဘုံကျဲသမျှအဲ့ဒါရန်သူပဲသူတို့ဘုံကျဲသမျှအဲ့ဒါတဘုံပဲတော်တော်ဆိုးတဲ့ကောင်တွေပေါ့နော်
14မြို့နယ်တောင်ပိုရွာသားကိုကောင်းခန့်ငင်းကိုစစ်တပ်က PDF အင်ကြီးဘောင်းမီတွေဝစ်ပေးပြီးတော့ PDF ဆိုပြီးတော့တပ်ပစ်ခဲ့တယ်နော်နောက်တစ်ခုကတကက် special သတင်းကြီးဗျာတကက် special သတင်းကြီးဝတ်လေတာပေါ့နော်ဝတ်လေတာဘယ်လိုဝတ်လေခဲ့တယ်လဲဆိုရင်ဘုံဘုံတို့မိဘပြည်သူတွေမှတ်မိသလားမသိဘူး2021ဧပြီလ9ရက်နေ့တုန်းကပဲခူးမှာပြည်သူတွေအစုလိုက်အပြုံလိုက်ကိုတပ်မ89ကတပ်ပစ်ခဲ့တာလीမြန်မာနိုင်ငံရဲ့အခုဟိုဒီຫນွေဦးတော်လှန်ရေးရဲ့ပထမဆုံးအကြမ်းဖက်ခံရတာထင်တယ်နော်ပဲခူးကလीຫນွေဦးတော်လှန်ရေးမှာပထမဆုံးအကြမ်းဖက်ခံရတာထင်တယ်ပဲခူးမှာမနက်အစောကြီး4နာရီလောက်ကြီးကိုလူငယ်ပေါင်း100နီးပါးကိုစစ်တပ်ကဘုံတွေ RPG တွေနဲ့ကိုစစ်မြေပြင်တပ်ဖွဲ့ကိုတတ်တာနော်ဘုံတို့တနက်နဲ့ပြစ်တတ်တာတော့မဟုတ်တော့ဘုံတွေ RPG တွေနဲ့ပဲခူးမှာပြစ်တတ်ခဲ့တာအဲ့ဒါလွန်ခဲ့တဲ့4နှစ်ကဧပြီလ9ရက်နေ့မနေ့ကအဲ့ဒီပဲခူးမှာရှိတဲ့ပြည်သူပေါင်း100နီးပါးကိုရရဆက်ဆက်အစုလိုက်အပြုံလိုက်တပ်ပစ်ခဲ့တဲ့စစ်တပ်ဘယ်စစ်တပ်လဲဆိုတပ်မ89အဲ့ဒီတပ်မ89ရဲ့တပ်မမှုဘုံမှုချုပ်အောင်သက်ဦးဟာပဲခူးကပြည်သူတွေကိုအစုလိုက်ပြုံလိုက်ဒီကနေ့အဲ့ဒီအောင်သက်ဦးကို PDF တွေကအချင်းလက်လက်ဖမ်းဆီးနိုင်ခဲ့ပြီဗျာအဲ့ဒီတပ်မ89အောင်သက်ဦးတယောက်တည်းကိုဖမ်းမိတာမဟုတ်ဘူးသူတို့တပ်မ89 150လောက်ကိုအသေးရောအရှင်ရောဖမ်းမိတာအင်းတော်မြို့သိမ်းတိုက်ပွဲမှာနော်အင်းတော်မြို့သိမ်းတိုက်ပွဲမှာပဲခူးကပြည်သူ100နီးပါးကိုလွန်ခဲ့တဲ့4နှစ်ဧပြီလ9ရက်နေ့မှာအစုလိုက်အပြုံလိုက်မနက်အစောကြီး4နာရီလောက်ကြီးတပ်ပစ်ခဲ့တယ်တတ်တာတော့မှ RPG တွေဘုံနေနဲ့တပ်ပစ်ခဲ့တယ်အဲ့ဒီတပ်ပစ်ခဲ့တဲ့တပ်ဟာတပ်မ89အဲ့ဒီတပ်မ89ရဲ့တပ်မမှုဟာဗိုလ်မှူးချုပ်အောင်သက်ဦးအခုဗိုလ်မှူးချုပ်အောင်သက်ဦးကိုရောတပ်မ89ကစစ်သား150လောက်ကိုရောအင်းတော်မြို့သိမ်းတိုက်ပွဲမှာ PDF တွေက150လောက်ကိုအရှင်ရောအသေးရောဖမ်းမိတာကောင်းလိုက်တဲ့တဲ့ဘိုးတို့ပြည်သူတွေကိုလိုခဲ့တဲ့လေးနှစ်ကပဲခူးမှာရဆက်ဆက်တပ်ပစ်ခဲ့တဲ့ကောင်းနေဒီကနေ့ PDF တွေကပြန်ဖမ်းနိုင်ခဲ့ပြီနော်ဒီကနေ့ PDF တွေကပြန်ဖမ်းနိုင်ခဲ့ပြီအဲ့ဒီ2021ထုံးကပဲခူးမှာအဲ့ဒီတပ်မ89တပ်မမှုဗိုလ်မှူးချုပ်အောင်သက်ဦးကသေရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီးတော့စိန်ခေါ်ခဲ့တာကြွေးကြော်ခဲ့တာနော်ပဲခူးမှာသေရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီးတော့အပြစ်မရှိတဲ့ပြည်သူတွေကို RPG ကြီးနဲ့ကိုပစ်ခဲ့တယ်ဘုံနဲ့ကိုပစ်ခဲ့တယ်ပဲခူးမှာလူ100နီးပါးသေဆုံးခဲ့တယ်4နှစ်ပြည့်မှာပဲနော်တရက်မှကိုမကြော်ဘူး4နှစ်ပြည့်မှာပဲအဲ့ဒီတပ်မ89ကဗိုလ်မှူးချုပ်အောင်သက်ဦးအပါဝေစစ်သားပေါင်း150လောက်ကိုအသေးရောအရှင်ရောဒီကနေ့ PDF တွေကပြန်ဖမ်းနိုင်ခဲ့ပြီအဲ့ဒါဂလဲသားပဲပြန်ဖမ်းနိုင်ခဲ့ပြီပေါ့နော်သေရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီးကြွေးကြော်ခဲ့တဲ့နော်ဆန္ဒပြလက်နက်မဲ့ပြည်သူလူထုကိုရဆက်ဆက်တပ်ပစ်ခဲ့တဲ့နော်အကြမ်းဖက်ရန်ကတောင်းညံခဲ့တဲ့တပ်မ89ဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့150ကို2025ဧပြီလ9ရက်နေ့4နှစ်ပြည့်တဲ့ရက်မှာပဲ
PDF တွေကအရှင်လက်လက်ရောအသေးရော150လောက်ကိုပြန်ဖမ်းနိုင်ခဲ့တယ်နော်အဲ့ဒါဝတ်ဖဲဗျာအဲ့ဒါဝတ်ဖဲနော်ပြန်ဖမ်းနိုင်ခဲ့တာတောင်မှ4နှစ်တိတိပြည့်တဲ့ဧပြီလ9ရက်နေ့မှာကိုပြန်ဖမ်းနိုင်ခဲ့တာနော်ဒါကြောင့်ဧပြီလ9ရက်နေ့ကိုဘယ်မေ့မလဲဗျာနော်2021ခုနှစ်ဧပြီလ9ရက်နေ့မနက်အစောကြီး4နာရီလောက်မှာနော်ပဲခူးမှာဆန္ဒပြတဲ့လူငယ်တွေကိုမနက်4နာရီလောက်